မရှိတာဒါပေမဲ့စစ်ဆေးစရာရှိရတော့တို့တော့စစ်ဆေးမှာပဲဘာပတ်တယ်မှုရှိလဲဘယ်လိုရှိတယ်လဲတကယ်လို့မှမပေါ်ပေါက်ရင်တော့ပြန်လွတ်ပေးမှာပဲဒါပဲရှိတယ်ဇာလန်းကနော်အဲ့တော့ကိုစောဘိုးကြီးနဲ့ပတ်သက်ပြီးပြောနေတဲ့အရာတွေကတချို့တရေသမားတွေတချို့ပြပတွေပြောနေရတယ်ဘာတစ်ခုမှမဟုတ်ပါဘူးဗျာကိုစောဘိုးကြီးဝိုင်းရံထောက်ခံတဲ့သူတွေကိုဟိုပါဗျာမဆူအောင်အဲ့တော့ဘယ်သူမှလည်းစူမှာမဟုတ်ပါဘူးဘယ်သူမှလည်းထွက်မလာမှာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကိုစောဘိုးကြီးကိုအားပေးတဲ့သူကဟွင်လိုင်းပေါ်မှာပဲရှိတယ်ဟွင်လိုင်းပရိသတ်ပဲရှိတယ်ကိုစောဘိုးကြီးဒီဘာကြောင့်ဟွင်လိုင်းမြေပြင်မှာကြတော့သူကချစ်တွေ့မှုကကိုစောဘိုးကြီးနဲတယ်လေမြေပြင်မှာအမာခံပရိသတ်ကိုစောဘိုးကြီးတိတ်မရှိဘူးဟွင်လိုင်းပေါ်မှာပဲလက်ခုပ်တွေတီးကြတယ်ဟွင်လိုင်းပေါ်မှာပဲအားပေးကြတယ်အဲ့ဒါတွေကအရေးအကြောင်းနဲ့ဆိုထောင်ဝင်စာတော်လာတွေ့မဲ့သူတွေမဟုတ်ဘူးအပေါက်ကိုတော်တို့ပြိတယ်ပေါက်ကိုတော်တို့ပြိတယ်ဒီပေါက်ကိုတော်တွေအခုမှဒီအမျိုးသားကြီးနဲ့လောက်လာတာမဟုတ်ဘူးအပေါက်ကိုတော်တို့ပြိတယ်ဒီဟန်တန်ကပြိတယ်ရှိတယ်အမာခံပြိတယ်ရှိတယ်မြေပြင်မှာရှိတယ်အဲ့တော့ဦးစင်းတို့နဲ့လိုင်းချင်းတော့မတူဘူးပေါ့ဗျာเนาะမတူအဲ့တော့ဘာပြောကိုစောဘိုးကြီးကိုတော့ဦးစင်းတို့ကတနာမိရတော့အမှန်ပါပဲဘာဖြစ်လို့တနာမိရလဲဆိုရင်ကိုစောဘိုးကြီးတို့မှပြိတယ်ဒီများစွာရှိတိုင်းမှထင်တယ်သူတစ်ခုခုသုံးဖြစ်လို့ရှိရင်လူတွေကလမ်းပေါ်ထွက်လာမှထင်တယ်အပိမဲ့လူတွေဒါအများလာမှထင်တယ်သူစင်းထားတာတွေကလွဲသွားတာเนาะဘသူကထွက်လာမှလဲဟွန်လိုင်းပေါ်ကပြိတယ်ကဟွန်လိုင်းပေါ်မှာပဲကုံဆုံးမှာပေါ့ဟွန်လိုင်းပေါ်ကပြိတယ်ဟွန်လိုင်းပေါ်မှာပြီးသွားတာပေါ့အဲ့တော့ဟွန်လိုင်းပေါ်ကပြိတယ်တွေကိုလည်းပြောချင်တယ်เนาะတကယ်လို့ပုံမှန်ထွက်လာပြီပုံမှန်ထွက်လာလို့ဘယ်လိုထွက်လာပြီဘယ်လိုအိုက်ထွက်လာပြီလဲဆိုလို့ရှိရင်အဲ့မှာကိုစောဘိုးကြီးမှလည်းသူအာကိုရအာကိုကြောင့်သူ့မှာလည်းရှိတယ်เนาะကိုစောဘိုးကြီးမှလည်းသူ့မှာအာကိုလောက်တဲ့သူရှိတော့လေသူအာကိုရတဲ့သူကလည်းကယ်လို့ရမှာလားကယ်မှာကယ်လို့မရရင်မကယ်ဘူးเนาะဒါလေးလည်းသိစေချင်မှာသူအာကိုလောက်တဲ့အရာကကိုစောဘိုးကြီးနောက်ကိုတစ်ဆိုင်မှလိုက်ကြည့်ညာမဟုတ်ဘူးလေကိုစောဘိုးကြီးဘာလို့တယ်ကိုစောဘိုးကြီးဘာလို့တယ်ဆိုတော့သူတို့မတည်ဘူးလေဗျာเนาะကိုစောဘိုးကြီးလုပ်ငန်းကဘာလို့တယ်လဲကိုစောဘိုးကြီးဟိုကဒါတွေရတယ်စစ်စစ်တဲ့ခါပေါ်ပေါက်ရင်ဘယ်နဲ့လို့မလဲချမ်းမင်းနဲ့မြောက်ပိုင်းကနေဆင်းလာတဲ့ကားတွေအစီ900လောက်ကိုတားထားတယ်အဲ့ဒီမှာကား10စီးလောက်ကမတင်ကားပစ္စည်းတွေမိတယ်ဒါမျိုးတွေလည်းရှိသေးတယ်ဗျဆက်ဆက်မှုတွေကအဲ့တော့ဘယ်သူကတာဝန်ယူမလဲကိုစောဘိုးကြီးနဲ့ပတ်သက်တဲ့အရာလေးကိုပြောပြတာပါဗျာနော်ဒါကိုစောဘိုးကြီးကိုဟွန်လိုင်းမော်ကနေအားပေးထောက်ခံတဲ့လူတွေအတွက်ကိုဦးဇင်းတို့ကပြောပြတာဖြစ်ပါတယ်ပဲเนาะမေတ္တာရက်ခံလို့ရတဲ့အရာကိုဦးဇင်းတို့ကမေတ္တာရက်ခံပေးလို့ကတော့အစင်းနဲ့မှာပဲเนาะဒါလေးကိုဦးဇင်းတို့ကပြောပြကြည့်